ရတန်ကရတဲ့ရိုနယ်ဒိုရဲ့ sorry ချန်ပီယံအိမ်မက်အားလုံးပဲမင်္ဂလာပါခင်ဗျာ 1J Titan Sport ကနေပြန်လည်ကြိုလိုက်ပါရင်ခွေးရှာရိုနယ်ဒိုဟာသူ့ခေတ်ခါရဲ့အကောင်းဆုံးကစားမတစ်ယောက်ဖြစ်ပြီးဒီနေ့အထိလည်းတွင်းကိုအများဆုံးတိုက်စစ်မှုတွေကတယောက်အဖြစ်ရာသီတိုင်းခြေစွမ်းပြနေတော့မှာဒါပေမဲ့ sorry pro လေးမှာ Redo ကသာဂိုးသွင်းပြင်စုတွေရရှိနေပေမဲ့ NSA ကတော့စမလောက်အောင်မြင်မှုတွေမရရှိသေးပါဘူးပေါ်တူဂီတင်းကိုဦးဆောင်ပြီးပူပူလေးနဲ့ Nation League ချန်ပီယံဖြစ်ထားစေတဲ့ Ronaldo ဟာတရားတီတော့ NSA နဲ့ဆိုလာရရဖို့ရည်မှန်းထားပါတယ်။အသင်းဘက်ကတော့စေကြီးကသူတို့နဲ့200တီတက်တန်းတိုးလိုက်တဲ့အခါရာအိုဖီလစ်ကိုအသစ်ခေါ်ယူပေးထားပြီးအသင်းရဲ့တိုင်းစစ်ကိုအားဖြည့်ပေးထားပါသေးတယ်။ Redo နဲ့ Philip ကလည်းအတော်လေးကိုတွဲညီနေကြပါတယ်။နှစ်ယောက်သားက sorry pro league တွင်းကို73ဂိုးစီတွင်းယူထားကြတာကြောင့်ရှီပနန်စုအတွက်ပူးရဲဦးဆောင်နေတဲ့ပြင်ဂိုးပါဝင်ပတ်သက်မှုမှာလည်း Philip က16ချိန် Redo က14ချိန်နဲ့တင်းနဲ့နှစ်မှာတည်တည်ရှိနေကြပါတယ်။ NSA ကလည်းရာသီအစမှာအတော်ကောင်းလိုက်ပါသေးတယ်။ NSA က sorry pro league အဖွင့်10ဝဲလုံးကို100ခိုင်နှုန်းအနိုင်ကစားနိုင်ခဲ့ပြီးဒီလိုစွမ်းဆောင်နိုင်တဲ့ပထမဆုံးအသင်းဖြင့်လေသမိုင်းတစ်ခုကိုရေးသားနိုင်ခဲ့ပါတယ်။ဒါပေမဲ့အစားအသီးပွဲချက်ကာလရက်ရှည်ကြာလာတဲ့အခါ NSA ကလည်းပွဲပန်းပြီးရင်းရိုင်လာခဲ့ပါတယ်။ NSA ကနောက်ဆုံးနှစ်ပွဲဆက်တိုင်းနိုင်ပွဲပြောက်ပြီးတော့ရုံးကန်ရမှုတွေစတင်လာပါတယ်။ NSA ကပြီးတဲ့ဘက်မှာ AETF ကို2-2နဲ့တေချာခဲ့ပြီးအမှတ်တွေစတင်ဆုံးရှုံးခဲ့ရပါတယ်။ဒီတစ်ပတ်မှာတော့ NSA က AR ကို3-2နဲ့ထပ်ပြီးရှုံးနေပြန်တဲ့အခါမျှော်လင့်ချက်တွေရေစုံမျောပါတယ်။ဒီဘက်မှာ Ivan Toney က3-2ကိုသွင်းယူပေးခဲ့ပြီး AR ကိုအနိုင်ရရှိစေခဲ့ပေမဲ့ Redo ကတော့ခြေစွမ်းပြောင်းနေခဲ့ပါတယ်။ Redo ရဲ့အသင်းဟာဒီပွဲအမှတ်ထက်ရောက်ခဲ့တာကြောင့်အဆင့်1နေရာမသေးကြတော့ပဲအဲဒီလဲကြော်တက်သွားတာကိုခံရနိုင်ပြီးဒီနှစ်ရာသီလဲချန်ပီယံဆုနဲ့ထပ်ပြီးလွဲရအောင်မလားဆိုတာဆက်လက်စောင့်ကြည့်ရပါအောင်မယ်။ကြည့်ရှုပေးကြတော့ကျေးဇူးတင်ပါတယ်။